အောက်လန်းအစီရင်ကိုချက်ချင်းနဲ့ဆိုရင်အောက်လန်းအစီရင်ကိုလည်းအရင်လှုပ်တတ်ဖို့လိုလိမ့်မယ်လှုပ်ပုံလှုပ်နည်းကိုအရင်တည်ထားဖို့လိုလိမ့်မယ်ဒါကတော့ဆရာရဲ့စကားပဲဘိုးတော်ဆရာကြီးစီမှာအတူတူပညာသင်ကြားခဲ့တဲ့တငယ်ချင်းတစ်ယောက်ရှိတယ်တဲ့သူ့နာမည်ကတင်မော်လို့ခေါ်တယ်ဟုတ်တယ်ဗျကျွန်တော်အဖိုးဒီလိုဖြစ်အောင်လှုပ်နေရလဲသူပဲသူမွေးထားတဲ့တဲကိုအသက်ဆက်ပေးဖို့ကျုပ်အဖိုးရဲ့တက်ကိုသူပြစ်မှတ်နေတာတဲ့ကျွန်တော်အဖိုးမှမဟုတ်ပါဘူးနောက်လူတွေအရင်လူတွေမနေတော့လို့ဆိုပဲဘောတော်စရာကြီးစီမှာတင်ကြားခဲ့တဲ့အသက်ပညာတွေကိုတင်မော်တယောက်ကောင်းတဲ့နေရာမှာအသုံးမချပဲအောက်လန်းပညာအမောင်ပညာစတဲ့မကောင်းတဲ့ပညာရက်တွေနဲ့အသက်မိုးရန်ကြောင်းပြုတ်ခဲ့တယ်။ဇရာကြီးကတော့သူ့တငယ်ချင်းတီးထန်မကောင်းမှုတွေထပ်မလွတ်အောင်လိုက်ပြီးတားဆီးနေတယ်။လူတွေဒီထက်ပိုပြီးဒုက္ခမရောက်အောင်လိုက်ပြီးကူညီပေးနေတယ်။ဒီရွာကိုလည်းဇရာရဲ့အနေငယ်နောက်ကျပြီးမှရောက်လာခဲ့လို့မဟုတ်ရင်လည်းကျွန်တော်ဘိုးကဒီလောက်တိဖြစ်မှာမဟုတ်လို့ဆရာကြီးကစိတ်မကောင်းစွာနဲ့ကျွန်တော်ပြောပြလေရဲ့အခုချိန်မှာအဖိုးကိုကယ်ဖို့ဆိုရင်ကျွန်တော်ကိုယ်တိုင်ကယ်မရတော့မယ်လို့သူတို့ကကျွန်တော်ကိုဘာမှလုပ်နိုင်မှာမဟုတ်အကယ်လို့ကျွန်တော်အဆင်ပြေစွာအိမ်ကိုရောက်ခဲ့ရင်လက်လက်ဆုပ်စာယူလာတဲ့မြေမုံကိုအိမ်ရှိပက်လဲမှာချင်းကျက်ထားရမယ်တိရွက်နဲ့အင်းကိုလည်းအိမ်ထဲကဘုရားစီမောမှာကတ်ထားရမယ်ဒါတွေအားလုံးကိုကျွန်တော်ကိုယ်တိုင်လုံးမရမယ်ဘာလို့ဆိုဒီအင်းပိုင်ရှင်အခွင့်အာဏာအရှိဆုံးသူကကျွန်တော်ကိုယ်တိုင်ဖြစ်နေလို့ပါပဲ
ဆရာကြီးကိုနှုတ်ခွန်းစကားကျေးဇူးတင်စကားတွေကိုပြောပြီးဇရက်ကနေကျွန်တော်အိမ်ကိုပြန်လာခဲ့ပါတော့တယ်ဆရာကြီးခိုင်းတဲ့အတိုင်းလုပ်ဖို့ကျွန်တော်မဆုံးဖြတ်သေးပါဘူးအကယ်လို့ကျွန်တော်လုပ်ရင်လည်းကျွန်တော်ဖို့ဘာမှထိခိုက်နေတာသွားမှာမဟုတ်ဘူးသူ့ပေမဲ့လို့အချိန်ဖြုံးနေတယ်လို့ခံစားမိတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်မှာအချိန်3ရက်တောင်ကြံသေးတယ်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျွန်တော်လက်လျှော့ခဲ့ရတယ်လာမညမတိုင်ခင်ကျွန်တော်မျိုးစုံစူးစမ်းခဲ့အဖိုးကိုခေါ်ပြီးညှို့ဝတ်တက်တယ်ဈေးရုံဈေးခန်းကိုသွားတယ်ဆရာဝန်တွေနဲ့တီတီချာချာတိုင်ပင်တယ်လက်တွေ့ကြတဲ့နီလန်းတွေကျွန်တော်အကုန်စူးစမ်းခဲ့အဖေကမရဒီလိုလုပ်ရင်းနဲ့ပဲဒီနေ့ကိုရောက်လာခဲ့ပါတော့တယ်ကျွန်တော်တနေ့လုံးစိတ်ကနာမငြိမ်ပေဆရာကြီးပေးတဲ့အင်းဆိုင်ကိုထည့်ထားတဲ့လွဲစီကိုပဲတနေ့ကုန်ကျွန်တော်မျက်စောင်းထိုးနေမိပါတော့တယ်ဆရာကြီးဦးအောင်မြမာထားတာတွေကိုပြင်ဆင်ပြီးကျွန်တော်အိမ်ထဲကနေထွက်ဖို့ပြင်ပါတော့တယ်ဇလန်းအဖြစ်မစရသေးဘူးပြဿနာတက်နေပြီကျွန်တော်လူတွေတွေ့ရတယ်သွားမယ်လမ်းဟာအမောင်နှင်းနဲ့ဖုံးလွှမ်းလို့နေတယ်အဝေးရနေလမ်းမြင်နေရတဲ့ခြေလျားပြီးအမောင်ကြားတဲ့နေထိုးထွက်နေတဲ့တစ်ပင်ကြီးတွေကကျွန်တော်ကိုသူတို့စီမလာပါနဲ့လို့တားနေတယ်လို့ပဲညအုပ်ကြီးတွေကလည်းနှွေးရမှုရှိတဲ့ရောဘတ်ချမ်းကိုပြန်တန်းသွားကြပြီကြီးမားတဲ့အရာတစ်ခုခုကကျွန်တော်ရဲ့ရှေ့မှာစောင့်ကြိုနေတယ်လို့ခံစားနေရတယ်ဘာဖြစ်ဖြစ်ကျွန်တော်ရအောင်သွားပြီးညအောင်ပြန်လာခဲ့မယ်ဒီနေ့ကကျွန်တော်ဘဝရဲ့အကြီးမားဆုံးအဆုံးဖြတ်တစ်ခုဖြစ်ကောင်းဖြစ်လာလိမ့်မယ်ကျွန်တော်အကောင်းဆုံးလုပ်ရမယ်မဟုတ်ရင်ပြန်ပြီးနောင်တမရချင်ကျွန်တော်အနာဂတ်ကကောင်ကကျွန်တော်ကိုစိတ်ပြည့်နေမိလိမ့်မယ်